ရှင်စနေတို့ high ဂျပန်စာသင်တန်းကျောင်းကနေကြိုဆိုပါတယ်ဒီနေ့မှာတော့ N3 မိမိခါရာအုပ်ပွဲလို့ခေါ်ရဲ့ Unit 3 KYOSHI တွေကိုလေ့လာကြမှာဖြစ်ပါတယ်ရှင်စနေတို့259မှာရှီယာဝတ်ကျဲနာစာပျော်ရွှင်တာပါရှီယာဝတ်ကျဲနာဂျင်းစေးတဲ့ပျော်ရွှင်တဲ့လူဘဝတွေရှီယာဝတ်ကျဲနီခရာစုပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်ပါတယ်အီခါစုကူရတဲ့တိုမိုဒါချီကအီတဲ့ကောင်းတဲ့မိသားစုကောင်းတဲ့တငယ်ချင်းတွေရှိတဲ့အတွက်ဝဒါရှိဝါရှီယာဝါဆဲတာကျွန်တော်တက်ကတော့ပျော်စရာကောင်းပါတယ်ဒါမျိုးပေါ့နော်ဖူရှီယာဝါဆဲနာဆိုသူ့ရဲ့စင်တီမမပျော်ဘူးပေါ့ရှီယာဝါကျဲကိုမာတိုမဲရူရှီယာဝါကျဲကိုမိုတိုမဲရူဖူရှီယာဝါကျဲသူ့ရဲ့စင်ကြီးဘက်တွေပေါ့နော်တခွိနာစာကျွမ်းကျင်တာအဲ့လိုမျိုးနီဂတဲ့နာဆိုပြီးတော့အားနေတာပါနော်တခွိနာဘာတွေကျွမ်းကျင်တာလဲဖတ်ကြည့်ပါမယ်အဲ့မှာခန့်တို့ကြောပါတဲ့ဒီကျွန်တော်ရဲ့ကောင်မလေးကပေါ့နော်ဂီတာတို့မို့စာကုဘွန်စာစီစာကုန်းရေးတာတွေလျောလီဆိုတဲ့ဟင်းလျာတွေကတခွိတာကျွမ်းကျင်ပါတယ်ဝဒါရှိဝါလျောလီကနီဂတဲ့ဆိုကျွန်တော်ကဟင်းလျာတွေအားနေတယ်ပါညာအဲ့လိုသုံးတာပါဝဒါရှိတော့တခွိနာခေယောကဝါတဲ့စုကခုကျွန်တော်ရေပေါ့နော်ကျွမ်းကျင်တဲ့ခေယောကဘာသာရက်ကစုကခုတင်ချာဖြစ်ပါတယ်တဲ့နော်ကျွန်တော်ကျွမ်းကျင်စွာလောက်တတ်တဲ့ဘာသာရက်အဲ့ဒါစင်စေးကတင်ချာအရန်ကျွမ်းကျင်ပါတယ်ချစ်ကြည့်ဝါတဲ့အာမီမိုနိုအဖေကပေါ့နော်ချီချိုးစရာတွေပေါ့နော်ဘယ်လိုလဲကော့ချီတိုးအားလားအဲ့ဒါမျိုးကိုတခွိနီရှိတဲ့လူစားအရန်ကျွမ်းကျင်နဲ့လောက်တတ်တယ်ပေါ့နော်နီဂတဲ့နဲ့သူ့ရဲ့စင်ကြဘက်ကအားနေတာပါဖုတ်တခွိနာလို့လဲတဲ့စနေလို့သုံးလို့ရပါတယ်ဒါမဲ့ဒီလိုဟာတဲ့နီဂတဲ့နာလို့သုံးတာလေးကပိုလှတယ်ပေါ့နော်အဲ့တော့အိုတိုးတိုဝါတဲ့ test တို့တဲ့တရားတန်းတောင်မှာအမှတ်တောင်ရခဲ့တဲ့အတွက်တခွိနီနတ်တဲ့လူသားအရန်ကျွမ်းကျင်တဲ့ပုံပေါ်ပါတယ်နီဂတဲ့နာစာအားနေတာပါခါလို့ကြောပါတဲ့ဂီတာစာကုပေါ်လျောလီတွေကိုနီဂတဲ့အားနေပါတယ်ဝဒါရှင်တော်နီဂတဲ့နာတဲ့ခေကဝါစုကခုကျွန်တော်ရဲ့အားနေတဲ့ဘာသာသည်တင်ချာရက်ဖြစ်ပါတယ်တင်ချာဘာသာရက်ပေါ့နော်တခွိနာစာကျွမ်းကျင်တာပါနီဂတဲ့နာအားနေတာပြန်ရေးထားပါတယ်ဝဒါရှိဝါတဲ့ယာမမိုတိုဆန်ကနော်ယာမမိုတိုဆန်ကတဲ့ကျွန်တော်ကယာမတိုဆန်နဲ့စစ်ဆိုင်ရေးအဆင်မပြေခြင်းမှုပေါ့နော်အဲ့လိုသုံးပါတယ်နက်ရှင်းနာစာစနေတို့ဒါဆရာတတန်စွာအပတ်တကုန်းနဲ့စနေတို့ဒါလုတ်တယ်ပေါ့နော်နက်ရှင်းနာရှင်းငေါ့တူဘူရီကတဲ့နော်ဒါစနေကအပတ်တကုန်းနဲ့လုတ်ထားတဲ့အလုတ်ကမီတိုမဲလာလဲတဲ့အတိမတ်ပြုတ်ခံလာရတဲ့အတွက်ရှောရှင်းရှိတာယာရုတက်သွားပါတယ်စနေယာရုတက်သွားပါပြီနက်ရှင်းနီးတဲ့နော်ဒါစနေတို့ကတော့ဗာပြောရလဲချစ်စိတ်တွေအပြည့်နဲ့ propose စုစားတဲ့ခက်ကွန်ရှိတာ propose လုပ်ခဲ့ရတဲ့အတွက်ခက်ကွန်ရှိတာလက်ထပ်ခဲ့တယ်ပြကြတော့ပေါ့နော်ခန့်တို့ကြောပါတဲ့ကောင်မလေးကခုံတို့မွန်တော့တဲ့နော်ခုံတို့မွန်တော့ကလေးတွေရဲ့ခေယော့အခုနီးတဲ့ဒါပညာရေးမှာနက်ရှင်တာအပတ်တကုံနဲ့စနေတို့ဒါအာတုံခွန်ဆိုင်ဒါစူးစမ်းပေးနေတယ်ပေါ့နော်နက်ရှင်စဖူနက်ရှင်နာဒါဖူနက်ရှင်နာဆိုတဲ့စက်ကျင်မဲ့ဒီပေါ်မှာအဲ့လိုမျိုးမူချူနီနာလို့ဆိုတာယူသွတ်တာခုံတို့မွန်တော့ကတော့တဲ့ကလေးဘွားတော်ကSF မန်ဂါနီတဲ့မူချူနီနတ်တာမန်ဂါတွေကိုမူချူနီနတ်တာယူသွတ်ခဲ့တယ်ပေါ့နော်စနေတို့ဆိုငယ်တုန်းကပါလဲစက်ချုပ်တာတို့ဘာကိုယူသွတ်တယ်ပေါ့နော်အဲ့လိုစပိန်စီးတဲ့ခါကျတော့ကလည်းအဲ့လိုမျိုးပေါ့နော်စပိန်စီးခြင်းနဲ့အဲ့လိုမျိုးခရီဝါတဲ့ဥမာတဲ့တပတ်ကာရီနော်ခုတို့မူနီတဲ့မူချူတာအဲ့လိုလဲတုံလို့ရတယ်နော်ရှက်ကိုင်းချင်းစာလူမှုရေးရှက်ကိုင်းစာလူမှုရေးလူတွေကပေါ့နော်ရှက်ကိုင်းချင်းနီနတ်တာစာဒါစနေကပရိုက်တာလူဖြစ်လာတဲ့အတွက်ဒါမျိုးမိုင်းနီကြည့်မူချူတဲ့လို့သွားမယ်နော်မူချူတဲ့စကောရှိတဲ့ဤလိုဒါစနေတို့ကဘယ်လိုပြောမလဲဒါစနေစူးစမ်းနေတယ်ပေါ့နော်အဲ့လိုမျိုးမူချူစုလို့ဘာလို့တော့သုံးလို့မရဘူးတဲ့ဒါတိုင်းခုစွနာစာစနေကပြင်းတာလေပြင်းရင်ညီးငွေပဲကောင်းတယ်အဲ့စူမလာနိုင်လို့ပဲနော်အမိုရှိရိုခုနိုင်တို့အဲ့ပုံစံနဲ့ဒီတိုင်းခုစွနာစာလဲပြင်းမို့ကောင်းတာပဲဟိုကနော်တဲ့ခန့်ခရခုကအဲ့ဒီမှာလာတဲ့ပေါ့နော်ခန့်ခရကိုစိုက်စင်းရလို့တယ်လားဝါရိုင်းနတ်ငါတာတဲ့မိတဲ့ဣတာကနော်ရေပြပြီးကျွန်တော်ကသူ့ကိုကြည့်ပေးမယ်တဲ့ဝတ်တရှိနီးတဲ့တိုင်းကုစနာအေကတတာတဲ့နော်ကျွန်တော်တို့ကတော့တိုင်းကုစနာပြင်းစရာကောင်းတယ်ဒါရုပ်ရှင်တစ်ခုဖြစ်ခဲ့ပါတယ်အဲ့လိုမျိုးခေဝါဒီနေ့ကတော့တဲ့နာနီမိုစုရုခုတုကတဲ့နာခုတဲ့ဘာမှလုပ်စရာမရှိတဲ့အတွက်တိုင်းကုစဒပြင်းစရာကောင်းလိုက်တာဒါမျိုးပေါ့နော်တိုင်းကုစစပြင်းစရာကောင်းမှုအဲ့လိုစနေတို့သုံးလို့ရပါတယ်နောက်တစ်ခုခန်းခိုးနာစာစနေကကျမ်းမာတာပါနော်ခိုးလိုမှုနှလုံးသားရောခလာဒမှုဒါခန္ဓာကိုယ်ရောပေါ့နော်ခန်းကိုနာခိုးတို့မှုအိုးတဲ့ဆိုတာတဲ့တိုင်းကြံကြံမမရှိတဲ့ကလေးကိုပြုစုပြောထောင်ခြင်းပါတယ်မိုင်းနီချီအွန်တိုရှိတဲ့ဣတာလာနေတိုင်းသာမင်းကအကစားတွေလုံမယ်ဆိုရင်တိုတဲမှုခန်းကိုနီနတ်တာအယံကိုဒါ
ဒါစနေတို့ခန်းကိုဆိုတာကျမ်းမာလာလိမ့်မယ်ပေါ့နော်ခန်းကိုတက်ခိနာကတော့ဖူခန်းကိုဆိုတာမကျမ်းမာဘူးသူ့ရဲ့စက်ကျင်ဘက်တွေခန်းကိုတက်ခိနာစေကဆောကျမ်းမာတဲ့လူနေထိုင်မှုဘဝဒါမို့ဘယ်လိုပြောမလဲလူလဲကျမ်းမာစိတ်လဲချမ်းသာမှာတို့အဲ့လိုစနေတို့သုံးတာလीနော်စနေကတိတ်အဲ့ဒါကြီးတော့မပြောတတ်ဘူးနားမလဲခလို့ရှိစားစနေတို့ကပင်မစင်းရဲတာပါနော်အဲ့လိုမျိုးတော့ခလို့ရှိပင်မစင်းရဲပါတယ်တဲ့စနေတို့ဖတ်ကြည့်အောင်ဣခိခလို့ရှိပေါ့နော်ဣခိကခလို့ရှိအသက်ရှူရတာပင်မနဲ့ပေါ့နော်ဘယ်လိုလဲဆိုတော့နှာခေါင်းပိတ်တယ်ပါတယ်ဆိုဣခိကခလို့ရှိပေါ့နော်အသက်ရှူရတာပင်မနေရအဲ့လိုမျိုးပေါ့နော်မုနေကခလို့ရှိတို့ခကိုတို့ကခလို့ရှိနှလုံးသားလေးပင်မနေရနော်အဲ့ဒါမျိုးရှိသလားကဲခလို့ရှိရှီယာကြီးတတကတဲ့ခလို့ရှိနော်ဒါပင်မနဲ့ဒါရှီယာကြီးပြိုင်မဖြစ်မယ်နန်းတူကဘာပဲပြောနန်းတူကခတ်စုကိုတူကတဲ့ဒေဂီတာပင်ပမတ်နဲ့တိုက်ပွဲမှာအနာယူခဲ့တယ်ပေါ့နော်ဘယ်လိုလဲစနေတို့ဥမာပြိုင်ပွဲမှာပေါ့နော်ဘောလုံးပြိုင်ပွဲမှာဆိုရင်ပင်ပမတ်နဲ့စနေကပြိုင်ပွဲကိုအနာယူခဲ့ရပေမဲ့sorry ပင်ပမတ်နဲ့စနေတို့ဒါရုန်းကန်ခဲ့ရပေမဲ့နန်းတူကဘာကြောင့်မှမသိခတ်စုကိုတူဒေဂီတာတဲ့စနေတို့အနာယူရတဲ့အကြောင်းမျိုးဖြစ်လာပါတယ်ခုနအိကပေါ့နော်အဲ့မှာဇန်ဂောတယ်နော်ဇန်ဂောတဲ့ခရိုရှီကြီးတိုင်းအိုးတဲ့ကမ်ဘာတဲ့အိခိတဲ့ဣတာဒါပင်မတဲ့အချိန်တွေကိုပေါ့နော်ပင်မဒါဖြစ်ခဲ့တဲ့ကြည်တိုင်းစာအချိန်ကာလတွေကိုစူးစမ်းပြီးတော့အသက်ရှင်ခဲ့ရတယ်ပေါ့နော်အဲ့လိုမျိုးပင်မတဲ့အချိန်ကာလတွေကိုဒါစူးစမ်းရုန်းကန်ပြီးအသက်ရှင်ရတယ်လို့ပြောတာခဲရေးကတဲ့စီးပွားရေးကဥမခုဤကားစုတဲ့ဒါမကျွမ်းကျင်တဲ့အတွက်ပေါ့နော်ရှာကြောပါတဲ့ခရိုရှီတာချိပါနီတဲ့ဥခါလေတာတဲ့ခရိုရှီစာတာချိပါစာစနေတို့ကအဲ့ဒီဘောနော်ပင်မနဲ့စင်းရဲတယ်ပင်မစင်းရဲတယ်အဲ့ပုံစံမျိုးသုံးတာအဲ့နေရာကိုစနေတို့အဲ့အဆင့်ကိုကပြုတ်ကျသွားခဲ့တယ်လို့ပြောချင်တာခရိုရှီမူတို့ခရိုရှီမဲတို့ခရိုရှီစာတို့ခရိုရှီမီတို့အကုန်လုံးနဲ့တဲ့သွားရမပတန်နေတင်လိုက်ရင်ဘီတို့စတို့ကဘာလို့ဖြစ်တာလဲစာသိလိမ့်မယ်ပေါ့နော်အဲ့ဒါတွေကိုပြောတာပါဟေးခိနာဆိုတာစနေတို့ကဘယ်လိုလဲပေါ့နော်တီတီငိမ့်ငိမ့်အေးစစ်စစ်နဲ့အဲ့လိုပုံစံမျိုးပေါ့နော်ပြောချင်တာခါနိုကြော်ပါတဲ့ဒိုနာနီဝါရကိုချီယိုအီဝါရဲတင်မိုးတယ်ဘလောက်ပဲနော်ဆိုးဆိုးရွားတွေပြောနေတာမှာဟေးကိနာကာဥစားတီတီငိမ့်အေးစစ်စစ်မျက်နှာကိုဒါလုံနေတယ်တိုင်းလျော့ခုကားတဲ့အာလူနော်တဲ့တိုင်းလျော့ခုဒါစူးစမ်းအထောက်မှုတွေခဏခိုးစူးစမ်းအထောက်မှုရှိတဲ့10ကီလိုဂရမ်အာလူခုနော်ကဒါ10ကီလိုလောက်နော်10ကီလိုလောက်လမ်းလျှောက်တာကတဲ့ဟေးကိတာအဲ့လိုမျိုးပေါ့နော်မတုံမလုံးဖြစ်ခဲ့ရပါတယ်အာနိုဟီတိုကတဲ့တိုင်းလျော့ခုစားခန္ဓာကိုယ်တက်လုံကောင်းတဲ့အတွက်ကွာ20ကီလိုပြေးတာတောင်မှဟဲခိစားမတုံမလုံးဘူးကွာအစ်စေးပဲအဲ့လိုပုံစံမျိုးအစ်စေးပဲဘာမှမဖြစ်ဘူးအဲ့ဒါမျိုးโอเคပဲဘလောက်ငါကပေါ့နော်စနေကတော့မပြေးနိုင်ဘူးပြေးနိုင်တဲ့ထဲမှာမပါဘူးတချို့တွေကလေကွာအရန်တက်လုံကောင်းတာသိလားအပြေးပြိုင်ပွဲဆိုစနေကကွာအမြဲနောက်ဆုံးမှရတယ်မပြေးနိုင်ဘူးအဲ့လိုမျိုးတော့ဒီတိုင်းလျော့ခုစားခန္ဓာကိုယ်တက်လုံကရှိတဲ့အတွက်ကွာ10ကီလိုကြီးတောင်မှပြေးလေအစ်စေးပဲဒါမျိုးပြောတာပါအာနိုဟီတိုကတဲ့အဲ့ဒီလူကဟဲခိတဲ့နော်ဟဲခိတဲ့ဥဆိုသူကမတုံမလုံနဲ့မျက်နှာကိုလေလုံးဝတကယ်ပုံစံပြောနေတာမျက်နှာသေးတဲ့ဥဆိုစုခုစားလိန်ပြောရသေးလားအဲ့လိုလိန်တာညာတာတွေလောက်တာပေါ့နော်အဲ့လိုပုံစံမျိုးသုံးတာနော်ခွေရရှိစားခံမျက်နှာပါအဲ့လိုမျိုးနန်းတို့လမ်းရှုရှိတယ်မို့တဲ့ဘလောက်ပဲလေးချင်းခဲ့ရင်တောင်မှဥမခုဒက်ကိနခုတဲ့မကျွမ်းကျင်လာတဲ့အတွက်ခွေရရှိစားခံပြင်းလိုက်တာဒါမျိုးပေါ့နော်အဲ့လိုမျိုးဒါပေမဲ့ခံပြင်းစရာမလိုပါဘူးပေါ့နော်ဒါစာတွေကနားမလည်ဘူးဆိုရင်ကို့မှာဆီယာမတွေရှိတယ်စီနီယာတွေရှိတယ်သူတို့ကိုမေးပါဒါမျိုးဆိုသူတို့ကကူညီပေးမှာပါနော်အဲဂျာစနီတို့ကပို့ပြီးတော့တိုးတက်သွားလိမ့်မယ် YouTube မှာလည်းဗီဒီယိုဖိုင်တွေကြည့်လို့ရပါတယ်တက်တာပေါ့နော်အီချီတန်စတယ်တဲ့နောက်ထပ်တမတ်လောက်ကလေးနဲ့ရှီယာအီနီမှာခဲ့တယ်တမတ်ကလေးနဲ့ရှုံးသွားတာကွာခွေရရှိခံပြင်းလိုက်တယ်လို့အမိုးယိုရှိတာခံပြင်းတဲ့အတွေးတွေကိုစိတ်ထဲမှာဖြစ်သွားတယ်ဟာကွာတောက်တွေပါခောက်ပြီးတမတ်ထဲနဲ့ကွာဘလို့ရှုံးရတယ်လို့ဒါခံပြင်းတာလေအဲ့ဒါမျိုးဥလာယာမရှိဆိုအတိတ်ပဲအကြတာနော်ဆိုင်းနိုးနော်ယူတာကာနာဟီတိုကတဲ့ဥလာယာမရှိအဲ့လိုဘလို့လဲတေးလန့်ရှိတဲ့သူတွေကိုအရန်အားကြတယ်ကွာစနေကတော့တေးလန့်မရှိပါဘူးစနေကတော့ကိုယ့်အကူပေါ့နော်ကိုယ့်အကူစူးစမ်းသူများတွေကိုအားကြတယ်သူများတွေစာတွေလုံနိုင်တယ်အုံနောက်ကလေးတွေဂယ်လေးတွေနဲ့စူးစမ်းနေကြတာတွေမြင်အားကြပြီးကိုကလည်းစာတွေကြက်တာနော်ဘာသာရက်တွေအများကြီးဒါစနေတို့ဘာသာစကားတွေအများကြီးစနေဆိုရင်ဘာသာစကား9ခုလောက်ပေါ့နော်အဆင်ပြေတယ်အဲ့လိုမျိုးဆိုတော့ဒါသူများကိုအားကြပြီးကိုလည်းစူးစမ်းခဲ့တာပေါ့နော်ဘယ်ရမှအားကြနေုံနဲ့တော့မပြီးဘူးပေါ့နော်အဲ့လိုမျိုးအိုတိုတိုကတဲ့ game ကိုတဲ့တက်ဆန်မော့တက်အီဒိုတိုမိုတာချီကိုတဲ့မောင်လေးရပေါ့နော် game ကိုအများကြီး
ဒါလုံနေတဲ့တငယ်ချင်းကိုလေဥရယာမရှိကတဲ့ဤလူတွေတော့အားကြနေရဒါတော့ကလေးဘွားပဲပေါ့နော်စနီးတို့လည်းငယ်တုန်းကဂိမ်းတွေပါနေစော့ရဲဆိုသူများဂိမ်းစော့ရဲအားကြရဲပေါ့နော်ငါဘာလို့ဂိမ်းစော့နိုင်လဲအဲ့ချိန်မှာဖင်ထောင်စာရီကြက်နေရတော့အဲ့လိုမျိုးအခုချိန်ကြီးလဲဆမ်မွဲတွေကလည်းဇက်တိုက်ပဲစာရီလည်းကြက်နေရတော့မယ်တဲ့မင်းတို့ရဲ့ပေါ့နော်စင်စေးဖြစ်တာတော့မှစာကြက်နေရတော့မှခါယူဤစာဆိုရရားရံတာသိလားအဲ့မှာခါနီစာမှုရှိတော့ပိုးမွားတွေကဆဆလဲတက်စာထိုးခံလာရတဲ့ခုပိကခါယူလေဘေးကရားတယ်ကွာအဲ့လိုမျိုးခါယူစာဆိုတာဘလောက်ရားတယ်ခါယူမီစာရားတယ်အဲ့လေဘေးမှာပိုးထိုးသွားတာကွာ sorry ချင်းနေပိုင်းကြိုက်သွားရဲဆိုအရန်ရတယ်လေရားတော့ကုတ်ချင်အဲ့လိုမျိုးဖြစ်တာနော်အဲ့တော့ guest နေတို့ကတဲ့ညားနေပြီလားတဲ့နားထောင်ရတာဟုတ်ပါပြီဒီနေ့အတွက်ကတော့ဒီလောက်ပါပဲရှင်